ကဲမင်္ဂလာပါရှင်ဒီနေ့မနက်မှာတော့ပေါ့နော်တော်ပေးပန်းရောင်စော်ပွဲလေးကထုတ်လုပ်ထားတဲ့ collagen လေးပေါ့နော်ဒီ collagen မှာဆိုရင်ဘာကောင်းလဲဆိုရင်ပေါ့နော်ခါနာသမားတွေဒူးနာသမားတွေပေါ့နော်အစင်မြက်ကြိုက်ခဲတဲ့လူတွေအတွက်ထုတ်လုပ်ထားတဲ့ပေါ့နော်အစင်မြက်ကောင်းမွန်မဲ့ပေါ့နော် collagen ဖြော်ရည်လေးဖြစ်ပါတယ်ပေါ့နော်ဒီပန်းရောင်စော်ပွဲလေးကထုတ်လုပ်ထားတာပေါ့နော်ဒီပန်းရောင်စော်လေးမှာတော့အလှပရဲ့ဆိုင်ရာနဲ့ပေါ့နော်ကျမကြီးဖြည့်ဆွတ်စာကိုထုတ်လုပ်ထားရပေါ့နော်ကျမတို့ကိုယ်တိုင်လည်းတောက်သုံးနေပေါ့နော်အရမ်းမှလည်းအနံနဲ့မွေးတယ်အရသာလည်းဆိုးပေါ့နော်ဘာလို့ဆိုတော့ကြတော့သူကတော့ကျမကြီးဖြည့်ဆွတ်စာနော်ဟိုလိုဖြိုရည်လေးလိုပါလို့မဟုတ်ဘူးနော်သူကကျမကြီးဒူနာခါနာလေးပေါ့နော်အစင်မြစ်ကြိုက်ခဲတဲ့ဝေဒနာရှင်တွေများအတွက်ထုတ်လုပ်ထားတဲ့ကျမကြီးဖြည့်ဆွတ် collagen လေးပေါ့နော်ဒီတော့ပဲစော်ဝေးလေးမှာဆိုရင်ပေါ့နော်ဘာဒီအတွက်ကျူစီပွားကြီးတွေကောင်းလဲဆိုရင်ပေါ့နော်ဝယ်သုံးဝယ်စားသမားတွေဆိုရင်လည်းပေါ့နော်15ရာခိုင်နှုန်းပေါ့နော်ရောတော့ရတယ်ပေါ့နော်ကိုစီပွားရေးလုံးမဲ့လူတွေဆိုရင်လည်းဒါတက်စာပေါ့နော်စီပွားရေးအခွင့်အရေးကျိုးမြင့်တွေအများကြီးရှိတယ်ပေါ့နော်အဲ့တော့လုပ်ချင်တယ်ဆိုလို့ရှိရင်ပေါ့နော်တိတော့ဘယ်လိုပိုင်းအောင်မှာပေါ့နော်ဖိပုတ်လင်လေးချထားတယ်နော်အဲ့တော့အကောင့်မှာလာပြီးတော့ဝင်ပြီးတော့မြင်မြန်လို့ရတယ်လေ့လာလို့ရတယ်ပေါ့နော်တော်ပေကိုလေ့လာခြင်းတဲ့လူတွေဆိုရင်ပေါ့နော်ဒါဟိုင်းခဲလို့လည်းရတယ်နော်ချက်ပေါက်မှာနော်